မင်္ဂလာပါရှင်ဒီဘက်ဝီကန်လေးမှာတော့အင်္ဂါသူတွေကိုစီဖူမာလာလေးချက်ကျွေးဖြစ်ပါတယ်ပထမဆုံးအနေနဲ့ရေပဝဲကင်းမွန်ပြည်ကြီးငါးတွေကိုကော်မှုတ်လေးနဲ့အရင်တန့်စင်အောင်စီကြောမှာဖြစ်ပါတယ်ရှင်ချူကတော့ချက်ပဲချက်တာဖြစ်လို့ဒီလိုလောက်တာဒီလိုစေးကြောတာတွေတော့မမီကကူပြီးတော့လုပ်ပေးပါတယ်ရှင်မမီကစီဖူတွေကိုစေးကြောပေးနေချိန်မှာချူကငရုတ်တီးစိမ်းရဲ့ကြက်သွန်ဖြူရဲ့ကိုလော်မှာဖြစ်ပါတယ်ပြီးသွားရင်တော့ရနေအိုးလေးတည်ပြီးတော့စီဖူတွေကို3မိနစ်ကြာအောင်ပြုတ်ပါမယ်ရှင်3မိနစ်ကိုအတိအကျပြုတ်ချင်တာဖြစ်တဲ့အတွက်ချူကတော့ဖုန်းနဲ့ထိုင်ပါလေးပေးပြီးတော့မှပြုတ်ပါတယ်ရေပဝဲရဲ့ပြည်ကြီးငါးရဲ့ကင်းမွန်နေရဲ့ကိုချူပထမဆုံးအရင်ပြုတ်လိုက်ပါတယ်ရှင်ပြုတ်ပြီးသွားလို့ရှိရင်တော့ဇကားတွေကိုရေစစ်လိုက်ပါတယ်ရေစစ်ပြီးသွားပြီဆိုလို့ရှိရင်ချူတို့ဒီပြုတ်ထားတဲ့ဟာလေးတွေကိုတော့ရေခဲရေလေးတွေရေခဲတုံးလေးရှိတဲ့ခွက်ထဲကိုထည့်ပါမယ်ပေါ့နော်အဲ့လိုထည့်လိုက်လို့ရှိရင်စားလိုက်တဲ့အခါထုံထုံနဲ့မြည်ညီပြီးစားလို့ကောင်းလို့ပါရေပဝဲပြည်ကြီးငါးကင်းမွန်တွေကိုရေခဲရည်နဲ့စိန်ထားတဲ့အချိန်မှာဒီဘက်မှာပစွန်ရဲ့ကနန်းရဲ့ကိုချူတို့ထပ်ပြီးပြုတ်ပါမယ်စီဖူတွေပြုတ်ပြီးသွားပြီဆိုရင်တော့စားချက်ဖို့အတွက်စီတဲပါမယ်စီလေးဆူလာပြီဆိုရင်ခုနကလော်ထားတဲ့ငရုတ်သီးစိမ်းနဲ့ကြက်သွန်ဖြူကိုစီတက်ပါမယ်ပြီးသွားပြီဆိုရင်တော့ဒီမာလာအနှစ်ထုတ်လေးကိုထည့်ပါမယ်ပေါ့ထည့်ပါမယ်ပေါ့နော်မာလာအနှစ်ထည့်ပြီးသွားရင်ချူတို့ခနောကြက်သားမုတ်လေးကိုထည့်ပါမယ်ပြီးသွားရင်အရသာအတွက်ငံပြာရည်လေးနည်းနည်းလေးထည့်ပါမယ်ငံပြာရည်လေးထည့်လူသွားပြီဆိုလို့ရှိရင်တော့ဒီအနှစ်လေးကိုချူတို့အနက်လေးမွေးလာတဲ့အထိစီတက်မှာပဲဖြစ်ပါတယ်ရှင်အနက်လေးမွေးလာပြီဆိုလို့ရှိရင်ချူတို့ရေလေးနည်းနည်းထည့်ပါမယ်ရှင်အနှစ်ခခုနစီတက်ထားတဲ့အနှစ်ခလေးတွေပျော်သွားတဲ့ပုံမျိုးလေးပေါ့နော်ရေထဲမှာပျော်သွားတာမျိုးလေးဖြစ်အောင်လို့ရေလေးနည်းနည်းထည့်ပါမယ်ပြီးသွားလို့ရှိရင်တော့အမိုလေးတွေဒီဘေဘီကုန်းလေးတွေကိုထည့်ပါမယ်ရှင်ဘေဘီကုန်းနဲ့အမွန်လေးတွေထည့်ပြီးသွားပြီဆိုရင်တော့ခုနကပြုတ်ထားတဲ့စီဖူတွေကိုချူတို့အကုန်ထည့်ပြီးတော့မွေပါမယ်ရှင်မွေပြီးသွားပြီဆိုရင်တော့နောက်ဆုံးမှာနနံပင်လေးနဲ့အုပ်ပါမယ်နနံပင်လေးနဲ့အုပ်ပြီးသွားပြီဆိုရင်တော့ချူတို့3မိနစ်လောက်အဖုံးအုပ်ပြီးတော့ထားလိုက်မှာပဲဖြစ်ပါတယ်ရှင်ပြီးသွားရင်တော့ချူတို့စီဖူမာလာလေးရပါပြီဖြစ်ပါတယ်